မင်္ဂလာပါခင်ဗျာလူသားပေါင်းကိလေသာအဝိဇ္ဇာကင်းစင်ငြိမ်းအေးကြပါစေမျိုးမျိုးသောကပ်ပြီးဒုက္ခတွေမှာလည်းကြော်နိုင်နေနိုင်ပါစေကပ်ပြီးတွေလည်းအများဆုံးချုပ်ငြိမ်းကွယ်ပြောက်ပါစေလူသားတို့နေထိုင်ရာဤချိုးကဘာလေးဟာဘုရားသခင်ရဲ့ကောင်းကင်နိုင်ငံအဖြစ်သို့အများဆုံးပြောင်းလဲရောက်ရှိပါစေဒီနေ့ကစပြီးကျွန်တော်ဗီဒီယိုနဲ့ဓမ္မအကြောင်းတွေကိုဗီဒီယိုနဲ့တင်ပြမှုလေးကိုစတင်ပါမယ်အဲ့တော့ပထမဆုံးစပြောရမယ်ဆိုရင်ကျွန်တော်လွန်ခဲ့တဲ့3-4 ရက်လောက်ကAI ChatGPT AI နဲ့ကျွန်တော် space time ကြောင်းကျွန်တော်ဆွေးနွေးဖြစ်ပါတယ်ဆွေးနွေးဖြစ်တယ်အဲ့တော့ဘာလို့ကျွန်တော်တို့ space time ကြောင်းဆွေးနွေးရတာလဲဆိုတော့ဒီဘာသာတရားတွေနဲ့ပတ်သက်ပြီးတော့ဘာသာတရားအားလုံးဟာဒါလူနဲ့လောကအကြောင်းပေါ့နော်လူနဲ့လောကအကြောင်းကိုကျွန်တော်တို့အဓိကထားတယ်အဓိကအခြေခံပြီးဟောရတာပေါ့လေဒါကအဲ့လူနဲ့လောကအကြောင်းကိုအခြေခံပြီးဟောရတဲ့အတွက်ကြောင့်ဒါဘေဘာသာမဆိုပါခရစ်ယာန်မွတ်စလင်ဟိန္ဒူနော်ဗုဒ္ဓဘာသာနော်ဒီကျွန်တော်တို့ကဒီလူနဲ့လောကကနေစပြီးတော့ကျမ်းစာတွေပေါ့လေဒီကျမ်းစာတွေအားလုံးမှာလူနဲ့လောကကနေစပြီးတော့ကျွန်တော်တို့ဖွင့်ရတာပေါ့လေဖွင့်ရတယ်အဲ့တော့အဲ့ဒီမှာအဲ့လိုဖွင့်ရတဲ့အခါမှာအမျိုးမျိုးဖွင့်ကြတာပေါ့လေဗုဒ္ဓဘာသာလည်းသူက၄ကျုံတစ်မြင့်မှုဆိုပြီးတော့ဒီလိုဖွင့်တာပေါ့နော်ဒါကကျွန်တော်တို့ကဂျူးတို့ခရစ်ယာန်တို့ကြတော့လေဒါဘုရားသခင်ကဒါဟလာခုနှစ်ဘယ်နည်းလဲသူဖန်ဆင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ကကဘာမြေကြီးကိုလူဖန်ဆင်းတယ်အတွက်မှုတ်သွင်းပြီးတော့เนาะကဘာမြေကြီးကိုဖန်ဆင်းတယ်ဆိုပြီးကျွန်တော်တို့เนาะဒီလိုဟောကြားခဲ့တာပေါ့ဒီဟောကြားခဲ့တာပေါ့เนาะသို့တော့အဲ့ဒီဟောကြားချက်တွေဟာကျွန်တော်တို့ဒီနေ့လို့ကျွန်တော်တို့ကစကြဝဠာကြီးထိဖြန့်ကျက်ပြီးတော့ပညာရက်တွေပေါ့လေเนาะတိတ်ပြန်ပညာရက်တွေတိတ်ထုံးကားလာတဲ့အချိန်ကျတော့ကျွန်တော်တို့ကစကြဝဠာကြီးထိဖြန့်ကျက်လာကြီးနိုင်တဲ့အခါအချိန်မျိုးရောက်လာတဲ့အခါကျတော့နည်းနည်းတော့ကျွန်တော်တို့ကအန်ချော်နေတာပေါ့လေလွဲချော်နေတာပေါ့ဒီနော်သို့တော့အဲ့ဒီလိုကျွန်တော်တို့ကလွဲချော်နေတာကလည်းကျွန်တော်တို့ကဘာသာတရားတွေဆိုတော့ကျွန်တော်တို့ကပြန်ပြီးကျွန်တော်တို့ကပြင်ဆင်ချက်ပေးဖို့လည်းမလွယ်ဘူးပေါ့နော်မလွယ်ဘူးပေါ့အဲ့တော့မရမကလိုက်ဖာတာပေါ့ဒီဖာထေးတာပေါ့ဒီဒါအကြိုက်တယ်ဆိုပြီးတော့အိုင်စတိုင်းပြောတဲ့နော်ခုနနော်တိတ်တန်အကြောင်းအရာတွေနဲ့ဟိုတော့ဗုဒ္ဓတို့ခရစ်တော်တို့ပြောခဲ့တာတွေကတူတယ်အဲ့ဒီမျိုးပေါ့နော်ဆိုပြီးအတင်းမြတ်မကလိုက်ဖာတာပေါ့လေတိုးတော်လည်းမြတ်မကလိုက်ဖာလေကျွန်တော်တို့ကနည်းနည်းပူဆိုးနေတဲ့ဖြစ်နေမှာပေါ့နော်တို့ထားလိုက်ပါတော့အဲ့တော့ဘယ်လိုပဲပြီးတော့ကျွန်တော်တို့ကနော်ဒီနေ့ခေတ်မှာကြတော့ဒီခုနကျွန်တော်ပြောခဲ့ပေါ့လေဘာသာတရားတွေမှာအဲ့လိုကွာဟချက်တွေဟာအစဖွင့်ကြတဲ့ကူကလူတွေအတွက်ကိုခေတ်လူတွေအတွက်ပေါ့လေကျွန်တော်တို့ကimpression ပေါ့ဒီကိစ္စမဆိုသူက first impression ကအရေးကြီးတာဟုတ်နော်အဲ့တော့ဖွင့်လိုက်တာနဲ့ကျွန်တော်တို့ကဟာဒီဟာကြီးကတော့ဒီကျုံတမြင့်မှုဆိုတာတော့လွဲနေတယ်နောက်ခုနဘုရားသခင်ကဒီချိုးခုနဘယ်လိုနော်ကဘာကိုဘယ်လိုဖန်ဆင်းနေပါဒါလည်းနည်းနည်းလွဲနေတယ်ဆိုပြီးတော့ဒီ impression first impression မှာကိုလွဲနေတဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်ဆက်ပြီးတော့ဟောကြားတဲ့ဟာတွေကကျွန်တော်တို့ဘယ်လိုခုနနည်းနည်းပေါ့နော်ယုံကြည်ချက်နည်းနည်းလေးညှော်နေသွားမှာပေါ့နော်ဒီလိုသဘောမျိုးရှိတာပေါ့လေသို့တော်လည်းဘာသာတရားတွေမှာကျွန်တော်တို့ကြည့်နေဆိုလို့ရှိရင်ဒီဟာကတော့ဟုတ်တယ်လွဲတယ်မှန်တယ်သို့တော်လည်းအဲ့ရနေဆက်သွားလို့ရှိရင်ဒါတွေကနော်တကယ်နော်အမှန်တရားတွေပါနော်ဒါဗုဒ္ဓဟောတဲ့တရားတွေဆိုရင်လည်းခုနနောက်ဒီအဘိဓမ္မာတွေဆိုရင်လည်းခုနပြောတဲ့နော်စัจ java အကြောင်းအတွေးလို့ရှိရင်နော်အမှန်တွေပါနော်ဒါဒီဘက်ကလည်းခရစ်တော်တို့ဘာလို့ဟောတဲ့တရားတွေဆိုတော့တူနီးတူကောင်းပဲနော်အမှန်တွေပါပဲပေါ့နော်အဲ့တော့သို့တော်လည်းခုနဒီဟာကိုတော့ကျွန်တော်တို့ကလွဲနေတာတော့လွဲနေတဲ့အကြောင်းကိုကျွန်တော်တို့ကတစ်ဖက်ကလက်ခံပြီးတော့ပေါ့နော်ပြုသဘောဆောင်လက်ခံပြီးတော့ခစ်တဲ့ကျွန်တော်တို့ဘယ်လိုနော်အခုတည်ထားတဲ့လူတွေတည်ထားတဲ့အနေထားနဲ့ဘယ်လိုမျိုးကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ချိန်ထိုးနိုင်တယ်ပေါ့နော်ညီနိုင်နိုင်တယ်ဆိုတာကိုကျွန်တော်တို့ကျွန်တော်တွေးကြည့်တာပေါ့လေတွေးကြည့်ပြီးတော့ကျွန်တော်ChatGPT နဲ့
ကျွန်တော်ဆွေးနွေးကြည့်တာပေါ့နော်ဆွေးနွေးကြည့်တယ်ကျွန်တော်ကတကယ်တော့ဟိုပေါ့လေဒီတိတ်ပံနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်က10တန်းထိပဲကျွန်တော် physics ကိုဒီဘဗေဒကို10တန်းထိပဲကျွန်တော်သင်ဘူးတယ်ကျွန်တော်တက်တူရောက်တဲ့ခါကျတော့ကျွန်တော်ဝိဇ္ဇာဟိုကျွန်တော်ပြောင်းယူလိုက်တဲ့အတွက်ကြောင့်ကျွန်တော်ဒီယူဘဗေဒတွေပါဒီကျွန်တော်စိတ်သွားတာပေါ့နော်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့နျူတန်လောက်ပဲကျွန်တော်သင်ဘူးတယ်အိုင်ဆန်းကိုကျွန်တော်မသင်ဘူးပါဘူးเนาะမသင်ဘူးလို့အာကာသတိတ်ပံကြောင့်လည်းကျွန်တော်မသိတိတ်အများကြီးမသိပေါ့လေကျွန်တော်လေ့လာတာပေါ့ဆိုတော့လေဒီခုနဟိုတင်ချာတွေကြတော့ကျွန်တော်တို့နည်းနည်းเนาะကျွန်တော်မှမလုပ်ဘူးတော့เนาะနည်းနည်းခက်တာပေါ့เนาะသို့တော့ကျွန်တော်တို့ကဘာလဲဆိုတော့ဒါလူတိုင်းနဲ့ဒီလိုပါပဲเนาะကျွန်တော်တို့ကဘာလဲဆိုတော့ဟိုလက်မမီဘူးဆိုပြီးကျွန်တော်တို့ကဒါမလေ့လာနိုင်ကြမရှိပါဘူးเนาะကျွန်တော်တို့ပညာရပ်တိုင်းမှာပညာရပ်တိုင်းမှာကျွန်တော်တို့ကခုနသဘောတရားရေးရှိမယ်အတုံးချတဲ့เนาะဘိုင်းရှိမယ်နောက်ပြီးတော့သူ့ရဲ့ history တမိုင်းရှိမယ်ဒီလိုမျိုးပေါ့เนาะမဆိုကြပါစို့ဘောဂဗေဒဆိုရင်ဘောဂဗေဒအတုံးချဘောဂဗေဒနောက်ဘောဂဗေဒတမိုင်းဘောဂဗေဒခုနဘာဖြစ်လဲဒီလိုမျိုးတွေရှိတာပေါ့เนาะရှိတဲ့အတွက်ကြောင့်ဒီ physics ပေါ့เนาะဒီစัจ java နဲ့ပတ်သက်ပြီးတော့လေဒီကဏ္ဍတွေပါနဲ့တွေ့တာတခါတစ်ပိုင်းပေါ့နော်ကျွန်တော်တို့ကသို့တော်လည်းကျွန်တော်တို့ကအတွေးခေါ်ပိုင်းပေါ့နော်စัจ java နော်သိပ္ပံအတွေးခေါ်ပိုင်းတော့ဒီတိုင်းတွေးလို့ရပါတယ်နော်ကဏ္ဍတင်ထားမှတွေ့လဲတွေးလို့ရတယ်စင်ကျင်လုံးတရားပေါ့နော်စင်ကျင်လုံးတရားကျွန်တော်တို့ကအတွေး philosophy ပိုင်းပေါ့ဒီစัจ java နဲ့ပတ်သက်တဲ့philosophy physics ပေါ့ဒီလိုမျိုးပေါ့နော်တွေးလို့ရပါတယ်တွေးလို့ရတဲ့အခါကျတော့ကျွန်တော်တို့က ChatGPT နဲ့ကျွန်တော်ပြောတော့ဆွေးနွေးတော့ဒီချို့ကိစ္စလည်း big bang နေပြီကျွန်တော်တို့ကစัจ java ကြီးစဖြစ်လာတယ်လို့ဒီခေတ်လူတွေတူယူဆကြတာပေါ့နော်big bang ဘလို့ဖြစ်လာလဲကျွန်တော်တို့ကနော်ကျွန်တော်တို့ဒါတွေကျွန်တော်ဆွေးနွေးဖြစ်တယ်နောက်စัจ java ရဲ့အစုံမှာဘယ်လိုဖြစ်သွားမလဲပြတ်သွားမယ်ဘယ်လိုပြတ်ပြီးပါဆက်ဖြစ်မလဲနော်အဲ့ဒါတွေကျွန်တော်တို့ဆွေးနွေးဖြစ်တယ်နော်အဲ့တော့ဘယ်လိုပဲပြောပေါ့ဒီကျွန်တော်တို့ကခုနအတိတ်ကဟောခဲ့တဲ့စัจ java နဲ့တော့ဒါနိုင်ခွာသွားပြီပေါ့နော်ခွာသွားပြီဆိုတော့အပြစ်ပြောကြမှာမရှိဘူးပြင်တော့သူခက်တော့သူခါတော့လူတွေကတလောက်ပဲသိကြတာဟုတ်ပေါ့နော်ဒီစัจ java ဆိုတာဒီကဘာမြေကြီးတော့ပဲသိထားတာဟုတ်နော်ဟိုတော့ဆိုရင်ကဘာကြီးကိုပြားတယ်လို့တော့ထင်တာလေအဲ့အရာတွေလုံးဝသိလာတယ်လုံးဝသိတယ်ဆိုတော့မှဒါကျွန်တော်တို့ဘယ်လိုတက်တည်ပြနိုင်တာတော့မှဟလာဒီဘယ်လိုလဲကိုလန်ဘက်တို့ပါတော့နော်မချယ်လန်တို့ပါတော့နော်ကဘာကိုပတ်ပြီးတော့1498တာပေါ့လားနော်အဲ့လောက်ကြာမှကျွန်တော်တို့ကတက်တည်ပြနိုင်တယ်နော်အဲ့တော့ဒီလိုပဲဟိုခုနဒုက္ခတယောက်ဟိုဖျားဆိုတာလေနော်ဟိုပညာပေါ်မှာမူတည်ပြီးဟောရတာပေါ့နော်ပညာမရှိဘယ်လိုတရားဟောမလဲနော်အဲ့တော့ပညာပေါ်မှာမူတည်ပြီးဟောရတာပေါ့နော်အဲ့တော့ပညာဆိုတာလေတကယ်တော့ဘာပဲလဲပညာပဲနော်ဟိုခုနအဲ့တော့အတိတရားတွေပညာရက်တွေဆိုတာတကယ်တော့ပညာတွေပါပဲနော်အဲ့တော့ပညာကအဲ့လောက်ပဲရှိတယ်နော်အဲ့လောက်ပဲရှိတဲ့ကြောင့်ဘာပဲလဲသူကအဲ့လောက်ပဲဟောမရမှာပေါ့မဟုတ်ရင်ကြော်ပြီးဟောလို့ရှိရင်ဒီလက်ခံမယ်မသိဘူးပေါ့နော်ဒီသဘောပါပဲအဲ့တော့မမှားပါဘူးနော်သူသိတဲ့ဟာပေါ်မှာမူတည်ပြီးတော့တရားတွေကနော်ဟောကြားခဲ့တာပေါ့လေတခါပါတော့အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့အဲ့လိုကျွန်တော်တို့ပြောကြရင်လည်းနော်မျိုးပေါ့လေကျွန်တော်ကလည်းဟိုဆွေးနွေးနေနော်အချိန်လေးအကြောင်းလေးဟိုကမဖြစ်နိုင်ဘူးနဲ့ဒီဟာမဖြစ်နိုင်နဲ့ကျွန်တော်တို့ဆွေးနွေးနေဟုတ်ပြီသူကနော်အရာအလုံးကနှိုင်းရသဘောပေါ့နော်နှိုင်းရသဘောပဲအချိန်ဆိုတာနှိုင်းရသဘောပဲရှိတယ်နော်နှိုင်းရသဘောနိုင်ရတော့ပဲရှိတဲ့အတွက်ကြောင့်နောက်ဆုံးမှာခုနခုနပေါ့နော်ဒီ Einstein ရဲ့နော်ခုန theory တွေပါ special theory တွေပါ relativity တို့နော်ခုနပါပဲလေဒီလို theory တွေပေါ့နော် general theory တို့ဒါတွေပေါ့နော်အဲ့ဒါတွေအကြောင်းတွေပါကျွန်တော်ဆွေးနွေးမေးမြန်းပြတာပေါ့လေမေးမြန်းပြပြီးတဲ့အခါကျတော့ဟုတ်ပြီကျွန်တော်ကမေးတယ်ဟုတ်ပြီကွာနော် AI ကမင်းအရာအလုံးကနော်ဒီလိုခုနှိုင်းရတော့ပဲရှိတယ်အချိန်ကလည်းနှိုင်းရတော့ပဲရှိတယ်အဲ့ဆိုရင်အချိန်ကရောဘာလို့သွားပြီးနှိုင်းနေတယ်ပေါ့အချိန်ကရွေ့နေတာလားမဆိုတနာရီ2နာရီ10မိနစ်2မိနစ်ပေါ့နဲ့စက္ကန့်နဲ့ရွေ့နေတယ်ဆိုတော့သူကတစ်ခုနဲ့နှိုင်းပြီးရတာဟုတ်နော်အရာအလုံးကအချိန်ကိုနှိုင်းတယ်အချိန်နဲ့နှိုင်းပြီးတော့နော်ခုနပြီးရွေ့လျားမှုဆိုဒီစัจ java ကြီးကတစ်ခုမှရပ်မနေဘူးနော်အကုန်လုံးရွေ့တယ်ရွေ့လျားမှုအလုံးကအချိန်ကိုကျွန်တော်တို့ကကျွန်တော်နှိုင်းရှင်ပြီးတော့ကျွန်တော်တို့ကနှိုင်းရတာပေါ့နော်အမှန်ဆိုပြောနော်ခုနတနာယူကဘာတနာယူဘယ်နှမိုင်လုံးနဲ့ရွေးတယ်ခုနအင်္ဂါကျိုးကဘာဘောထားတယ်ဒီလိုပေါ့နော်နှိုင်းရတယ်ဟုတ်ပြီအချိန်ကိုဘုံလုပ်ပြီးနှိုင်းရတာပါဟုတ်ပြီအဲ့ဆိုအချိန်ရောဘာလို့နှိုင်းပြီးတော့ဖြစ်နေတယ်ကျွန်တော်က
မေးတော့သူကတော့တိတ်မဖြေနိုင်ဘူးနော်မဖြေနိုင်တဲ့ခါကျတော့ကဲအဲ့ဒါဆိုရင်ဒီရမယ်ကျွန်တော်ကမေးတာပေါ့တကယ်အဲ့ဒါဆိုရင်ကွာတို့ဟိုအချိန်ရရက်နေပြီးတော့ပေါ့နော်အားလုံးကသွားနေတာအောင်မဖြစ်နိုင်ဘူးလားပေါ့နော်ဒီလိုနိုင်လို့ဟာဒါလည်းဒါဖြစ်နိုင်တယ်ပေါ့နော်ကျွန်တော်အိုင်စတိုင်းကလည်းအဲ့လိုမျိုးပြောခဲ့ဘူးတယ်ဆိုတာမသိဘူးနော်အဲ့လိုပြောတာထားပါတော့ကျွန်တော်ပြောချင်တာတော့ဘယ်လိုပဲဖြစ်ပေါ့ဗျာတနည်းနည်းပေါ့တို့တကယ်တော့တိတ်တန့်မြန်ဆိုတာလည်းအားလုံးအဖြစ်မရှာနိုင်ပါဘူးနော်ခက်မှန်တာပတိရိုတွေအမျိုးမျိုးကျွန်တော်တို့ကဒါယူလည်းအတီလို့ယူလို့မရဘူးပေါ့နော်တိုးတော့လည်းကျွန်တော်တို့ကဘာခေါ်မလဲတမန်ကျွန်တော်တို့ကနော်ရှိခက်တွေးခေါ်ရတဲ့ဆိုင်တော့ဘာမှမသိခင်ဘာကြီးလုံးလားပြတာမသိခင်တွေးခဲ့တဲ့ဆိုင်အများကြီးမှန်တာပေါ့နော်တိုးတော့လည်းအတိအကျမဟုတ်ဘူးစက်ကြဗလာကြီးတစ်ခုလုံးကျတော့ပယ်ပြောနိုင်တယ်ကိုမှလည်းမမိကြပေါ့နော်အဲ့တော့အချိန်ဆိုတဲ့ထုံလေးဒီကောင်ကဘာမှတိတ်နဲ့နေတယ်လေကျွန်တော်တို့အဲ့တော့ကျွန်တော်တို့ကပဲလဲဆိုအချိန်နဲ့ပတ်သက်ပြီးတော့ကဲဒါဆိုအချိန်ရောက်ဘာနိုင်မလဲကွာအရာအလုံးကအချိန်ကိုနိုင်တယ်အချိန်ရောက်သူကဘာကိုနိုင်ပြီးတော့ရွေ့နေတာလေရက်မနေဘူးတော့ရွေ့နေတယ်ကဲရက်နေရွေ့နေလို့ဆိုရင်ဘာကိုနိုင်ပြီးတော့သူရွေ့နေတာလေဟိုအရာအလုံးပြန်နိုင်တာမျိုးကမဟုတ်ဘူးပေါ့နော်ဆိုတော့အဲ့လိုဖြစ်နိုင်โอเคအဲ့ဒါဆိုရင်အချိန်ကရက်နေဆိုနော်အချိန်ကရက်နေပြီးအရာအလုံးရွေ့နေလာတာအဲ့ဒါဟုတ်တယ်ပေါ့သူကထောက်ခံတယ်နော်ကျွန်တော်တို့အိုင်ဆန်နဲ့ဒါဒီလိုပြောတယ်နော်ကျွန်တော်မပြောတော့ဘူးဒါသို့တော်လည်းတကယ်အဖြစ်ကနော်ဒါကျွန်တော်ကနော်ဖျားသခင်ဝင်စားသူနေနဲ့ကျွန်တော်ပြောတာပါနော်တကယ်တမ်းရှင်နေရအချိန်ကရက်နေတာလေဟိုလေခုနကပြောအချိန်ကရက်ပြီးကျန်တဲ့ဟာတွေရွေ့နေတာလေမဟုတ်ဘူးနော်အချိန်ကရွေ့ပြီးတော့ခုနကဘာဖြစ်လဲဒီစက်ကြောက်လိုင်းနေအတူပေါ့နော်ဒီ big bang နဲ့တူအချိန်တွေကလိုက်ရွေ့နေတာလေမဟုတ်ဘူးအချိန်ဆိုတာခုနကျွန်တော်ပြောတဲ့လိုပါပဲလေအရာအလုံးကဟိုစန့်ကျင်ပဲနှိုင်းရပါနှိုင်းရကိုကျွန်တော်တို့ပြန်ကြည့်ရတာပေါ့နှိုင်းရတော့ဘာလဲဆိုတော့ကျွန်တော်တို့ဒါအပူနဲ့အေးနော်ခုနကျွန်တော်ပြောလို့ပါပဲလေအလင်းနဲ့အမောင်းနော်ခုနနောက်တစ်ခါရှိခြင်းနဲ့မရှိခြင်းပေါ့နော်အဲ့တော့ခုနကျွန်တော်ပြောအချိန်ကြာတော့ပါပဲလေကျွန်တော်ရွေ့သွားနေတာပါသွားနေအနှိုင်းရတဲ့ဘောမှာတော့ကျွန်တော်တို့ကဒါတော့ခုနနှစ်မျိုးရှိတာပေါ့နော်ဒီ physics ဘောမှာတော့သူကဗျိုင်းလူဥဒိပတ်အတူတူသွားနေတဲ့အရာတွေနှိုင်းရရှိမယ်နောက်တစ်ခါဥဒိပတ်ဆန့်ကျင်တဲ့အရာတွေသွားနေတဲ့နှိုင်းရရှိမယ်ဒီသဘောပေါ့နော်ဒီလိုပဲအကြောင်းအရာတွေမှာလည်းသူကခုနကကျွန်တော်ပြောသလိုပေါ့အလုံးဝဆန့်ကျင်တဲ့အပူနဲ့အေးအလင်းနဲ့အမောင်းနော်ဒီလိုပေါ့နော်ဒီနှိုင်းရရှိမယ်အဲ့တော့အချိန်ဘယ်လိုဖြစ်နေတယ်လဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့အချိန်ရပါဖြစ်တယ်ခုနအချိန်ရပါဖြစ်တယ်ဆိုတော့သူကကျွန်တော်တို့ဟိုအချိန်တွေကခုနကနော်ခုကျွန်တော်ပြောသူပဲရက်နေတာမဟုတ်ပါဘူးအချိန်ကဒီ big bang နဲ့အတူစီမျိုးဟိုလေအချိန်တွေကပြောင်းလဲနေတယ်စက္ကန့်တွေမိနစ်တွေအကုန်လုံးပြောင်းနော်ဟိုအချိန်ထဲမှာတောင်းတဲ့ဗုဒ္ဓကကျွန်တော်တို့ဟောတာပေါ့လေကျွန်တော်တို့ဗာလဲကျွန်တော်တို့ဟိုခုနဟိုစိတ်တစ်ခုဗာလဲဟိုအချိန်ထဲမှာဟိုစိတ်တွေကနော်ဟိုများစွာဖြစ်စက္ကန့်တိုင်းပါပေါ့နော်များစွာကျွန်တော်တို့ဖြစ်ပြနေတယ်ဘာညာဆိုတော့ဒါလည်းတကယ်ပဲတကယ်တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဟိုချိန်ဆိုတာကခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲနော်ရှိခြင်းနဲ့မရှိခြင်းနိုင်ရတာပါနော်ရွေ့လျားခြင်းနဲ့မရွေ့ရခြင်းရောက်တယ်နော်ကျွန်တော်တို့ကနိဗ္ဗာန်နဲ့ကျွန်တော်တို့ကပဲလေလောကတော့ဟိုနိဗ္ဗာန်နဲ့ကျွန်တော်တို့ကဒီစัจ java လာပေါ့နော်လောကဒီလူတွေတက်ရှိတဲ့စัจ java လောကကြီးပေါ့နော်ရှိတဲ့ခုနရှင်းတဲ့နဲ့ပေါ့ဒီလောကကြီးဒါကိုကျွန်တော်နိုင်ရတာပေါ့နော်ရန်နေခြင်းနဲ့ယူလျားခြင်းနိုင်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘုရားသခင်လောကဆိုတာဗါလဲဆိုတော့နိဗ္ဗာန်ပေါ့လေနဲ့မျိုးတိတ်ပြန်ဖွင့်ထားမှာနိဗ္ဗာန်ဆိုတာကျွန်တော်တို့ကဖြစ်တယ်ဘာမှမရှိဘူးနော်ဟိုမရှိဘူးတော့မဟုတ်ပေါ့လေထားပါတော့ကျွန်တော်တို့ကအဲ့တော့ဗါလဲဆိုတော့ခုနအားလုံးချုပ်ငြိမ်းနေတယ်ပေါ့ချုပ်ငြိမ်းနေရက်တက်နေတယ်နော်မချုံမင်းမြတ်တဲ့အိုနာတည်မှာပေါ့ဗျာနော်အချိန်ကြီးရှိနေအိုချင်းနာချင်းတည်ချင်းနေနိဗ္ဗာန်မှာလည်းရှိနေပါပေါ့နော်အဲ့တော့အချိန်မရှိဘူးနိဗ္ဗာန်မှာနော်အချိန်မရှိဘူးအချိန်မရှိခြင်းကနိဗ္ဗာန်ပဲနော်ဒါပေမဲ့အချိန်မရှိလို့မရှိဘူးလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးနော်အဲ့လိုတော့အချိန်မရှိဘူးနော်အဲ့တော့အချိန်ဆိုတာကဘာလဲဆိုတော့ခုနအချိန်မရှိရင်လည်းအခုရှိခြင်းကိုကျွန်တော်တို့ကနှိုင်းရှင်းတာနော်အချိန်တွေကခုနကျွန်တော်တို့ပြောခဲ့သလိုတကယ်တော့ကျွန်တော်တို့ကစက္ကန့်မှလည်းမဟုတ်ဘူးနော်အချိန်ကခုနစက္ကန့်ကြိုက်တဲ့တော့ပုံနော်ရှိခြင်းနဲ့မရှိရင်နိုင်ရှင်းမယ်ဆိုလို့ရှိရင်ခင်ဗျားတစ်စက္ကန့်မဟုတ်ဘူးလေနော်စက္ကန့်ရဲ့ဘယ်နှပုံလဲပုံချခင်ဗျားအမြန်ရှိတော့ပုံနော်ဒီရှိခြင်းနဲ့မရှိခြင်းကြားမှာနော်ယူတရားမှုဆိုတာပြောင်းလဲမှုဆိုတာရှိနေမှာပဲနော်အဲ့တော့ဒါအောင်ကျွန်တော်တို့ကခုနဟိုအချိန်တိုင်းမှာကျွန်တော်တို့ပြောရမယ်ဆိုရင်နော်ဟိုဒါဟို
ဘယ်လိုသိနိုင်မလဲလို့ပြောလို့ရှိရင်လူရဲ့ parameter တွေအားနေ parameter အနေပဲသိနိုင်တယ်ဟုတ်ဒါလူတိုင်းမသိနိုင်တိရစ္ဆာန်တွေပါမသိနိုင်ဘူးเนาะတရားအားမထုတ်တဲ့လူမသိနိုင်ဘူးเนาะဒီတရားကိုဆင်ခြင်တဲ့လူသားလေသိနိုင်တယ်ဒီအချိန်နဲ့ပတ်သက်ပြီးတော့အဲဆိုအချိန်နဲ့ပတ်သက်ပြီးနောက်တစ်ခုကျွန်တော်တို့ပြောမယ်ဆိုတော့ခုနအချိန်တွေကစက္ကန့်နဲ့အမျှနော်စက္ကန့်တော့မရှိမကောက်ဘူးနော်စက္ကန့်အပုံပေါင်းများစွာနဲ့အမျှဖြစ်ပြနေတယ်ဆိုလို့ရှိရင်တကယ်တော့ဒီစက်ကြောလာကြီးထဲမှာဟိုနော်ကျွန်တော်တို့ကဟိုဖြစ်လိုက်တာနဲ့ကျွန်တော်တို့ကပြတ်သွားပြီမရှိတော့ဘုဒ္ဓရဲ့ပဲဆိုနော်ဒီနေ့အပြည့်ပြောရမယ်ဆိုရင်ကျွန်တော်တို့ပစ္စုပန်ဆိုတာမရှိဘူးတကယ်ရှိတာကလည်းအတိတ်တွေပဲရှိတယ်အတိတ်တွေနော်အတိတ်တွေဖြစ်လိုက်တာနဲ့သူကအတိတ်ရောက်သွားပစ္စုပန်ဆိုတာဘာလို့ခဏစေတစ်စက္ကန့်ဖြစ်လိုက်တယ်ပြတ်သွားပြီစက္ကန့်ပေါင်းတစ်စက္ကန့်အပုံပေါင်းများစွာဖြစ်တယ်မရှိတော့ခင်ဗျားလည်းလိုက်မမီမြင်နေရတဲ့ဟာတွေအတိတ်တွေပဲအဲ့တော့နားလည်နိုင်မယ်ဆိုရင်တရားအထုတ်တဲ့အချိန်ကြာလို့ရှိရင်ကျွန်တော်တို့ကနော်အရာအလုံးကျွန်တော်တို့ကနော်အတိတ်လိုသဘောထားပြီးတော့ကျွန်တော်တို့ကပစ္စုပန်ကောင်းအောင်ပေါ့နော်ဟိုခုနနော်ကောင်းပြောမယ်ဆိုရင်တော့ဘုရားသခင်ရဲ့လောကတွေကိုနော်ချစ်တလန်းနော်တိုးဆုပ်ပြီးတော့သို့မဟုတ်လေနော်ဟိုကျွန်တော်တို့ရုပ်နဲ့ခန္ဓာရှိရင်တော့ရှိလျက်နဲ့တော့ဝင်လို့မရဘူးပေါ့လေသို့တော့လည်းအနည်းဟိုပေါ့လေကျွန်တော်တို့ကအနည်းကတ်ဆုံးပေါ့နော်ဟိုအဆုံးတော့ဒီနော်ကတ်ထားလို့ရတယ်ပေါ့နော်ခုနကကျွန်တော်ပြစ္ဆုတ်ပံမှာနေတယ်ပြစ္ဆုတ်ပံတဲ့ရှုတယ်ဆိုတာကအဲ့ဒီလိုနော်ဘုရားသခင်ရဲ့လောကကိုနော်ဒီရုပ်နဲ့ခန္ဓာနော်သင်္ခါရနော်အချိန်တွေဖြစ်ပြတဲ့လောကနေပြီးတော့ကျွန်တော်တို့ကပြောမှဆိုရင်နေရန်နော်ကျွန်တော်အခန်းတစ်ခုမှာနောက်ဆုံးရင်နဲ့အခုနေရန်ကိုသွားပြီးကတ်ထားပြီပေါ့နော်ဒီလိုပဲဘုရားသခင်ရဲ့လောကကိုကျွန်တော်တို့ကအဲ့တော့ခုနနော်ကျော်နဲ့နေရန်ကိုသွားကတ်ပြီးတော့ပါဖြစ်လေနိဗ္ဗာန်ကိုခံစားတာနော်အဲ့ဒါနိဗ္ဗာန်ကိုခံစားတာပါပဲနော်အဲ့တော့ဒီနေ့တော့ကျွန်တော်ဒီလောက်ပဲကျွန်တော်ဆွေးနွေးပြရစီနော်ဟိုကျွန်တော်မျက်စိခွဲထားတဲ့ကျွန်တော်မျက်မှန်တက်ထားတာတော့ခွင့်လုပ်ပေးပါနော်အဲ့တော့ကိလေသာဝိဇ္ဇာကင်းစင်ပြီးငြိမ်းအေးကြပါစေ